မောင်မောင်ဟာသူ့စီကိုခုံအုပ်လာတဲ့ကောင်လေးကိုရှောင်းလိုက်ရင်ခုတင်ဘော်ကသူ့ရဲ့ရုပ်အလောင်းစီကိုအသေးအတန်ပြေးသွားခဲ့တယ်။သူမျက်လုံးကိုစုံမိပြီးလက်ထဲကနှွေးထွေးနေတဲ့နှလုံးသားကိုသူ့ရဲ့အေးဆက်နေတဲ့ရုပ်အလောင်းရင်ဘတ်ထဲကိုအတင်းဖိသွင်းလိုက်ပါတော့တယ်။ဝုန်းပြင်းထန်တဲ့လက်စစ်ရှော့တစ်ခုရိုက်လိုက်သလိုမောင်မောင်တကိုယ်လုံးတုန်ခါသွားပြီးအလင်းရောင်အဖြူကြီးတစ်ခုပေါ်လာတယ်။လူနာနှလုံးဖြန့်ဟုံပြီးဆရာလူနာသတိပြန်ရလာပြီဆိုတဲ့အော်သံတွေနဲ့အတူမောင်မောင်မျက်လုံးပွင့်လာတယ်။သူမြင်လိုက်ရတာကတကယ်အရေးပေါ်ခိုင်းရဲ့မီးရောင်ပါ။သူတကယ်ပဲအသက်ရှင်ခဲ့ပြီ။ထားပြီးတဲ့သူ့ကိုအောက်ဆီဂျင်ပိုက်တပဲနေတဲ့သူနာပြုဆရာမလေးကသူ့နာကိုကပ်ပြီးတိုးတိုးဒီမဲလိုက်တယ်။ဆရာသတိရလာလို့တော်သေးတာပေါ့။ထားပြီးနဲ့ဆရာအင်ဂျီအိတ်ထဲကဒီနှလုံးသားကဘသူဟာလဲဟင်။မောင်မောင်ထိတ်လန့်သွားပြီးအိတ်ကတ်ထဲကိုငုံကြည့်လိုက်တဲ့အခါသူကြီးစွန်းနေတဲ့နှလုံးသားတစ်ခုကရှိနေတော့ပဲ။အဲ့ဒီအချိန်မှာပဲအခန်းအပြင်ဘက်ကစင်ချမ်းမောင်မောင်ထဲမှာမျက်လုံးမပါတဲ့ကောင်လေးကမောင်မောင်ကိုကြည့်ပြီးပြုံးပြနေတာကိုမြင်လိုက်ရပါတော့တယ်။မောင်မောင်တကိုယ်လုံးအေးဆက်သွားတယ်။သူပြန်ရလာတဲ့အသက်ကတကယ်ပဲသူ့ရဲ့အသက်လားဒါမှမဟုတ်အဲ့ဒီကောင်လေးစီကခိုးယူလာခဲ့တာလား။မောင်မောင်ဟာသူ့အိတ်ကတ်ချဲကတုံးဟာနေဆဲဖြစ်တဲ့နှလုံးသားကိုကြည့်ရင်အသက်ရှူရခတ်လာတယ်။သူနာဖြူမလီရဲ့အမေးကိုသူပြန်မဖြေနိုင်ခင်မှာပဲအခန်းထဲကမီးချုံတွေကတဖြတ်ဖြတ်နဲ့ငိမ့်သွားပြီးအရေးပေါ်မီးနေလေးပဲကြံပါတော့တယ်။အဲ့ဒီအလေးမှွေမိန်အောင်မှာသူ့ကိုဝိုင်းနေတဲ့ဆရာဝန်တွေနဲ့သူနာဖြူတွေရဲ့မျက်နှာတွေကိုသူတေချာကြည့်လိုက်မိတယ်။သူတို့အားလုံးရဲ့မျက်လုံးတွေကဟောင်းလောင်းပေါက်ကြီးတွေဖြစ်နေပြီးပါးစပ်တွေကနေသွေးတွေစိမ့်ထွက်နေကြပြီ။မင်းတိတိန်ကတခုရှိတယ်မောင်မောင်လို့အတန်တော်ကြီးတခုကသူ့နားထဲကိုဒိုးဝင်လာတယ်။အဲ့ဒါဟာသူ့ရဲ့အထက်လူကြီးဆရာဝန်ကြီးရဲ့အတန်ပါ။ဒါပေမဲ့ဆရာဝန်ကြီးရဲ့ဘိုက်ကဟောင်းလောင်းပွင့်နေပြီးအထဲမှာပါအင်္ဂါမှမရှိတော့ဘူး။ဒီဆေးရုံမှာငါတို့အားလုံးကတခုခုချို့ယွင်းနေကြတာပဲ။တယောက်ကမျက်လုံးမပါဘူး။တယောက်ကဘိုက်မပါဘူး။မင်းကတော့နှလုံးသားမပါပဲရောက်လာတာပေါ့။အခုမင်းလက်ထဲမှာကင်ထားတာကမင်းရဲ့နှလုံးသားမဟုတ်ဘူး။အဲ့ဒါကဒီဆေးရုံရဲ့ဝင်ကြီးပဲ။မောင်မောင်ကြောက်လန့်တကြားနဲ့ကုတင်ပေါ်ခါနေစင်းပြေးဖို့ကြိုးစားပြီးမြဲသူခြေလက်တွေကကုတင်မှာအသေးတက်ထားသလိုလှုပ်မရတော့ဘူး။စင်ချန်ထဲကမျက်လုံးမပါတဲ့ကောင်လေးကအခန်းထဲကိုဖြီးချင်းရှောင်းလာပြီးမောင်မောင်ရဲ့ရင်ဘတ်ပေါ်ကိုတက်ခွင်လိုက်တယ်။မင်းကနှလုံးသားကိုယူပြီးဖြန့်ရှင်းချင်တယ်ပေါ့လေ။ရတယ်။ဒါပေမဲ့မင်းရဲ့နေရာကိုတော့ငါကိုပေးခဲ့ရမယ်လို့ကောင်လေးကပြောရင်မောင်မောင်ရဲ့မျက်နှာကိုသူ့လက်သေးဝါကြီးတွေနဲ့အုပ်လိုက်ပါတော့တယ်။ခဏတာတိတ်ဆက်သွားပြီးအလင်းရောင်တွေပြန်လင်းလာပါမယ်။နောက်တနေ့မနေ့မျက်နှိုးဆေးရုံရဲ့အရေးပေါ်ခန်းမှာအလိုတင်ဆရာဝန်တစ်လေးတယောက်ရောက်လာတယ်။သူ့နာမည်ကမောင်မောင်တဲ့။သူကအရန်ကိုတက်ကွယ်ပြီးလူနာတွေကိုပြုံးရွှင်နဲ့ကုသပေးနေတာပေါ့။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဆရာဝန်လေးဟာဘယ်တော့မှမအိပ်သလိုဘယ်တော့မှလည်းရင်ဖတ်ပေါ်ကိုလက်တင်ပြီးအသက်ရှူတာမျိုးမလုပ်ဘူးပြီးတော့သူ့ရဲ့အချီအိတ်ကထဲမှာအမြဲတမ်းသွေးစွန်းနေတဲ့ပတိစလေးတစ်ခုထည့်ထားတတ်တယ်။ဈေးရုံရဲ့အနောက်ဘက်ဆောင်အခန်းအမှတ်၄လာလေးရဲ့မှန်ထဲမှာတော့တကယ်မောင်မောင်ဟာမျက်လုံးမပါတဲ့ကောင်လေးအသွင်နဲ့ပိတ်မိနေပြီးအပြင်ကလာသမျှလူတွေကိုကြည့်ရင်တိုးလေးကက်ပြောနေပါတော့တယ်။ဆရာကျွန်တော်အရန်ချမ်းတယ်ကျွန်တော်နှလုံးသားလေးပြန်ပေးပါအောင်